အရင်ကဗီဒီယိုမှာကျွန်တော်formula of Ackland ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ဆွေးနွေးခဲ့တယ်ဒီတစ်ခေါက်တော့ကျွန်တော်formula of a sector ပေါ့နော်ဒီဟာလေးကိုဆွေးနွေးချင်ပါတယ်အဲ့တော့ဒါလေးပဲ formula of ဒီ Ackland နဲ့အတူတူပဲပေါ့နော်အတူတူနီးပါးပဲရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဒီအပိုင်းပေါ့နော်ဒီအနီရောင်ခြေထားတဲ့အပိုင်းလေးကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ circle တစ်ခုလုံးရဲ့ area ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ဟာကိုမြင်ရတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဘာကိုအခြေခံရမလဲဆိုတော့ area of a circle ကိုအခြေခံပြီးတော့မှတွားရမှာဖြစ်တယ်ဒါဆိုရင်တော့ area of a circle ကpi r square ဆိုတာကျွန်တော်တို့သိပြီးသားဖြစ်တယ်ဆိုရင်ပထမအဆင့်အနေနဲ့ကျွန်တော်တို့ဒီအပိုင်းလေးတသေးလေးကိုမတွားခင်ပေါ့နော်တဝက်ကိုအရင်ဝက်ကြည့်မယ်ပေါ့နော်ဒါဆိုရင် area of a sector ပေါ့နော် sector ဆိုရင်တော့ s နဲ့တွားမယ်ပေါ့နော်ဆိုရင် pi r square ဒါလေးကတဝက်ဖြစ်တယ်ပေါ့နော်ဒီအနီရောင်ခြေထားတဲ့အပိုင်းလေးကတဝက်ဖြစ်တယ်သူရဲ့ degree ကဒီမှာ180 degree ရှိတယ်ဆိုရင်ကျွန်တော်တို့အချိုးနဲ့တွားလို့ရတယ်ပေါ့နော်ဆိုတော့အမြောက် half ပေါ့တဝက်ဖြစ်မယ်တဝက်ဖြစ်မယ်လို့ယူဆလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒါလေးကိုတဝက်ကိုထုံးစံအတိုင်းပဲပေါ့နော်ဘာလို့ရလဲဆိုတော့သူရဲ့ degree နဲ့အချိုးကိုရှင်းပြီးတော့မှကြည့်လို့ရမယ်ပေါ့နော်ဆိုတော့180နဲ့360ပေါ့နော်ဒါဆိုရင်180 over 360 degree ဆိုတဲ့ဟာလေးရလာမယ်ဒါဆိုရင်တော့ဒီမှာကျွန်တော်ခြေလိုက်လို့ရှိရင်1 over 2ပဲပြင်ရမယ်ပေါ့နော်โอเคတဝက်ဆိုရင်တော့ဟုတ်ပါပြီဒီလိုမျိုးလေးရမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ degree ကတကယ်လို့များ90 degree ဖြစ်သွားမယ်ဆိုရင်လည်းပုံမှန်အတိုင်းပဲကျွန်တော်တို့area of a sector ဆိုရင်ဘာဖြစ်မလဲဆိုတော့ pi r square times 90 over 360 degree ပေါ့နော်ဒါဆိုတော့936ဆိုတော့ area circle တစ်ခုရဲ့ area ရဲ့၄ပုံတစ်ပုံဖြစ်တယ်ဆိုတဲ့ဟာလေးကိုမြင်ရတယ်ဆိုတော့ဒီလိုမျိုးလေးပြင်ရေးလို့ရတယ်ပေါ့နော်1 over 4ဆိုရင်ကဲဒီတစ်ခါကျတော့ကျွန်တော်တို့ degree အတိအကျမသိတဲ့ချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ theta လို့ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါလေးက r ဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့မှ area of a sector ဆိုရင်တော့ဘယ်လိုမျိုးလေးရလာမလဲဆိုတော့ pi r square ကျွန်တော်တို့ထုံးစံတိုင်းပဲ theta over 360 degree ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ sector ရဲ့ area ပေါ့နော်ဒီ sector အသေးလေးရဲ့ area လေးကိုဒီ formula လေးနဲ့ကျွန်တော်တို့ရှာလို့ရပါပြီဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်